နေဘန်ကိုအလကားတွားလို့ရမယ်နီလန်တင်ရောတိပြီပြီလား တနေ့တော့ဦးပိုင်ကဇရက်ပေါ်မှာပရိဆိုင်နေတော့ကိုမိုးကျော်ကရက်ခတ်ပြီးရင်မိဟုံးတစ်ခုထုတ်လိုက်တယ်ဗျ ။ဦးကြီးကျွန်တော်စဉ်းစားလို့မရလို့လူတွေကနိမ့်မှန်သွားခြင်းတယ်ဆိုပြီးဘာလို့တရားမှာကြောက်နေကြတာလဲဗျာ ဒါကတော့ဒီလိုရှိတယ်မို့ကြော်တယ်နိဗ္ဗာန်ဆိုတာခီးသွားသလိုပဲလူကိုင်းကရောက်ချင်ပေမဲ့ဘသူမှကားကမပေးချင်ကြဘူးလေအဲ့ဒီကားကတေးချင်းတရားပေါ့ကွာငါကတော့အဲ့ဒီကားကိုအလကားရမယ်နီလန်းရှာနေတာ နောက်တစ်နေ့မှာတော့ကိုမိုးကျော်ကတရားတပူကြားလာပြီးဦးပိန်စီပြေးလာပြန်ရော ဦးကြီးစေရာတော်ကဟောတယ်ခန္ဓာကိုယ်အရှုံးပဲလိုက်ရင်နိဗ္ဗာန်ရောက်တယ်တဲ့ဗျ အဲ့ဒါဆိုငါကရောက်နေပြီပေါ့ကြည့်လေမနှက်ဖြန်လဲတဲ့ဆင်းဖို့ခန္ဓာကိုယ်ကပြင်းတယ်ပြောတာနဲ့ငါကလည်းအရှို့တော့ပေးပြီးအိတ်နေလိုက်တာဒါငါခန္ဓာကိုယ်ကိုငါအရှင်းပေးလိုက်တာပဲမဟုတ်လား ဦးပိန်ကတော့သူ့ပြင်းတာကိုတရားနဲ့အတင်းညှိနေတာဗျကိုမိုးကျော်စီကငှားထားတဲ့ပစ္စည်းတွေပြန်မပေးတာကိုလည်းမင်းလောဘမတက်အောင်ငါကစာနာမှုနဲ့တင်ပေးထားတာလို့ဆိုပြီးသူတော်စက်လွတ်နေသေးတာဒါပေမဲ့အဲ့ဒီအချိန်မှာပဲဈေးအောက်ကနေ အိုကြီးအိုမအလုံးမလုပ်ပဲဘဲမလဲ ဆိုတဲ့ဥပိန်မိန်းမရဲ့အတန်ကြီးကြားလိုက်ရတော့မှနိဗ္ဗာန်သွားဖို့နီလန်းရှာနေတဲ့ဥပိန်တယောက်တမျက်စီးတန်ကိုကြောက်ပြီးထားပြေးသွားတာနဲ့နေမယ်ဇလန်းလေးပြီးဆုံးသွားပါတော့တယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာလေးတွေကြည့်ရအောင် like နဲ့ follow လုပ်ပေးခဲ့ပါအောင်အားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေ